ဒီပုံလေးကိုကြည့်ပြီးတော့ဘာတီးလဲဆိုတာသိကြလားကျမနဲ့တူတူလိုက်ကြည့်ပြီးတော့ဘာတီးလဲဆိုတာကိုအရင်ဆုံးဘယ်သူကခံမနိုင်လဲဆိုတာကြည့်လိုက်ကြအောင်ရှင်သူကအချိန်မပြည့်ခင်မှာတစ်သီးရဲ့နာမည်ကိုမှန်ခိုင်းတာနော်ခဏလေးလာပြီးစောက်ပြီးဘာတီးဖြစ်မလဲခဏလေးဒီအတီးပုံစံတီးပန်းတီးပါပထမဆုံးပုံကတော့ပန်းတီးပါရှင်ဟုတ်တယ်ဟာလေအဘဲပန်းတီးမှန်သွားပြီကျမတို့မှန်သွားပြီပထမဆုံးပုံမှာဟာလေဒုတိယပုံဒါဘာပုံဖြစ်နိုင်လဲတလဲသီးလားတလဲသီးထင်တယ်တလဲသီးလားတလဲသီးပုံစံလေးလားမဟုတ်ဘူးခဏလေးငါပြောသီးပါငါပြောသီးဒါလူဖြေရနော်ဘယ်သူဖြေနိုင်မလဲဆိုတာအရင်လူဖြေမှာနော်ငါပြောသီးဘနာနာငါပြောသီးပါရှင်ဒီဥစ္စာလေးကျွန်တော်မှန်ပါတယ်လာဟာလေနနသီးလားနနသီးညာကြီးလားဟိုနနသီးညာလည်းမဟုတ်သေးဘူးခဏလေးဟာဒီဥစ္စာသိရဲ့ဟိုကလေခဏဒီဥစ္စာတကယ်သိရဲ့နာမည်ကခါလေးတော့နာမည်စဉ်းစားလို့မရတော့ဟာလေစပြစ်တီးနော်အချိန်ပြင်းမှာပဲစပြစ်တီးကိုစဉ်းစားမိလို့ရတယ်စပြစ်တီးဟာလေဒီဥစ္စာကဟာလေဘာကြီးလဲအဝိုင်းလာတာလိမ္မော်သီးလားရမ်းဖြေမှာကွာလိမ္မော်သီးအရင်ဖြေနိုင်မှာဆိုကြလိမ္မော်သီးလားမဟုတ်ဘူးလေဟုတ်တယ်လိမ္မော်သီးပေါ့လုံးကြီးနဲ့လိမ္မော်သီး alright လိမ္မော်သီးမှန်တယ်ဒီဥစ္စာလဲနောက်ထပ်မေးခွန်းဘာကြီးလဲဟာဒါနနတိတချမ်းစီဆွဲတာသူတချမ်းစီရင်ဆွဲတာဟုတ်တယ်နနတိပါပန်းပဲမှန်ပါတယ်နနတိပါကဲနောက်တစ်ခုဘာကြီးလဲမသိသေးဘူးခဏလေးတစ်တော်သီးဟုတ်နေပြီအဖြေရတော့ဟုတ်နေပြီခါနောက်ထပ်မေးခွန်းနောက်ထပ်ပကြီးကြည့်မှန်မယ်စတော်ဘယ်ရီပါစတော်ဘယ်ရီကြည့်လိုက်စတော်ဘယ်ရီတီးတာမှန်တယ်နော်တော်များဖြေဆုံးနေဖြေနိုင်နေပြီဟာလေမင်းကြောင့်တဖြောင်းလေးရင်လာဘာဖျက်သီးစိတ်ကြီးလားဖျက်သီးစိတ်ကြီးကြည့်လိုက်ဖျက်သီးစိတ်မှန်တယ် watermelon မှန်တယ်နောက်တစ်ခုအရွက်ကလေးလာပြီးတော့အယိုးလေးပြောမှာသိတယ်ဒီဥစ္စာသိတယ်လူပြရဆိုပြောလိုက်ပြီဒါဆို cherry လေးနှလုံး cherry မှန်တယ်ဒီဥစ္စာလည်းမှန်တယ်နော်နောက်ထပ်မေးခွန်းလာစမ်းမှားနေရောက်ကတခုပဲမှားသေးရမှားနေဆိုတာအသီးနာမည်မေ့သွားလို့မို့လို့ဒါဘာသိလဲကျေပုံစံလေးကွာမဟုတ်စားဘူးလေဒီဥစ္စာကိုစားဘူးလေချင်းလေးစားဘူးလေအသီးနာမည်မေ့နေတယ်လို့ star fruit ဆိုတော့ကြတော့ star fruit ကျေသီးလည်းမဟုတ်ပါဘူးမနကူမနိုင်လေတဲ့ပန်းသီးရယ်ဟိုငါပြောသီးရယ်စပစ်သီးကတော့မှားတယ်နောက်တစ်ခုမှားတယ်ဆိုစုစုပေါင်း10ခုမှာကျမကတော့ဒီက10ခုကိုအဖြေပြောလိုက်နိုင်ပါတယ်စပစ်သီးကတော့မပြောနိုင်ဘူးနောက်ဆုံးတစ်ခုကတော့ကျမမသိပါဘူးရှင်ကဲဒီကနေ့စီစဉ်လေးကတော့ဒီလောက်ပါပဲရှင်ကဲခုတီဗီကိုကြည့်နေသူတွေမှာလည်းအသီးနာမည်ဘယ်နှခုခမန်းနိုင်ကြလေရှင်ကျမကတော့စုစုပေါင်းအကုန်လုံးသိရဆိုလို့ရှင်ကိုခုသိပါတယ်ဒါပေမဲ့စပစ်သီးရဲ့နာမည်ကိုကျမ
မေ့နေတကယ်မေ့နေရပါနောက်ဆုံးကအသီးကတော့ကျွန်မအခုချိန်ကြီးမသိသေးပါဘူးရှင်နောက်ဆုံးအသီးနာမည်ကိုသိရသူရှိလို့ရှိရင်ကွန်မန့်မှာမှတ်ခဲ့ပေးကြပါဦးဒီနေ့တော့ကတော့ဒီလောက်ပါပဲနောက်နေ့မှဒီထက်ပုံမကောင်းမွန်တဲ့ဗီဒီယိုနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ